ကဲဒီနေ့ကတော့2025ရဲ့နောက်ဆုံးညပေါ့နော်မြန်မာပြည်မှာဆိုလို့ရှိရင်မိသားစုတွေနဲ့ဖြတ်တန်းတာတို့တငယ်ချင်းတွေနဲ့ဖြတ်တန်းတာတို့ Happy New Year ညပေါ့နော်ဆိုပေမဲ့ကိုရီကြတော့နိုင်ငံခြားမှာဂျပန်မှာအလုပ်လုပ်နေရတဲ့လူတွေဆိုတော့ Happy New Year လည်းမသိဘာလည်းမသိညာလည်းမသိပေါ့နော်အားကြောင့်မလို့2025ရဲ့နောက်ဆုံးညပါပေါ့နော်ကိုရီးယားဒူးရင်ဒီကြိုက်တယ်လို့ဆိုတော့ဒူးရင်ဒီလေးကိုစားပြီးတော့2025ဖြတ်တန်းပါမယ်နောက်ဆုံးတညတာပေါ့နော်ဒူးရင်ဒီကဗီယက်နမ်ဆိုင်ကိုဒီနေ့သွားပြီးတော့ဝယ်လာတာပေါ့နော်ကိုကဒူးရင်ဒီကြိုက်တယ်လို့ဆိုတော့ဒီအသီးတွေလည်းရတယ်ဗီယက်နမ်ဆိုင်မှာအားနဲ့ဝယ်လာပါတယ်ဒူးရင်ဒီကသူကဘယ်လောက်ပေးရလဲဆိုတော့ဒူးရင်ဒီကစားချင်တာတော့ဟိုလိုမျိုးအလုံးနဲ့စားချင်တာကွယ်ဒါပေမဲ့သူကအဲ့လိုမျိုးအလုံးတွေပိုင်းနဲ့မရှိတော့ဒီရေတိုးပဲရတယ်ပေါ့နော်1450တဲ့